အားလုံးပဲမင်္ဂလာပါဗျာခေါင်းစဉ်သတင်းဌာနမှာပြလဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ်ရုပ်သံပြီးတော့ဖိုင်လေးတော့အစွန်ရောက်ရင်ပြုတ်ကြတဲ့ကြောင်းခိုင်းတိုင်းတင်ပြလာတဲ့ကိုကျော်ကြီးရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာကိုကျော်ကြီးကအဲဒီကြောင်းနဲ့ပတ်သက်ပြီးဘလို့ဒီခိုင်းတိုင်းတင်ပြထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းခေါင်းစဉ်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမင်္ဂလာပါဗျဒီနေ့က2025စက်တင်ဘာလ29ရက်နေ့ဖြစ်ပါတယ်နော်အဆုံးရောက်ရင်ပြုတ်ကြတတ်တယ်အဲ့တော့ကိုကျော်ကြီးအောက်မှာလာပြီးတော့မကြည့်နိုင်မခဲနိုင်ခမ ्या ကတကယ်ဟိုကြက်တဲ့အခက်ခဲရောက်လာတော့မှခမ ्या ကနှုတ်ထွက်တယ်ခမ ्या ကဆက်အမျိုးစုံလာပြောနေကြတာဒီကိုမင်းတို့စဉ်းစားကြည့်ကိုကျော်ကြီးပြောခဲ့တဲ့စကားတွေအကုန်လုံးကတိုင်းပြည်ကိုကာဝယ်ဖို့လုံလောက်သွားပြီကိုကျော်ကြီးဒီဘာသာရေးသမားလည်းမဟုတ်ဘူးနိုင်ငံရေးသမားလည်းမဟုတ်ဘူးလူမျိုးရေးသမားလည်းမဟုတ်ဘူးကိုကျော်ကြီးဒီမြတ်စွာဘုရားရဲ့သာသနာအောက်မှာတည်နေတဲ့ကိုယ့်ကိုမြတ်စွာဘုရားရဲ့တားလို့ခံယူရတယ်လို့ပြောဖြစ်တယ်မြတ်စွာဘုရားစကားတွေကိုလွန်ဆန်ပြီးဘယ်တော့မှမပြောဘူးဘာသာရေးခုံးမတိုက်ဘူးလူမျိုးရေးခုံးမတိုက်ဘူးနိုင်ငံရေးခုံးမတိုက်ဘူးအားလုံးကိုညီညွတ်အောင်ငြိမ်းချမ်းအောင်အမြဲတမ်းပြောတယ်ဟုတ်ပြီနော်မင်းတို့ကကိုကျော်ကြီးကိုအမိပြုတ်ပြီးတော့မင်းတို့နိုင်ငံရေးလူမျိုးရေးဘာသာရေးခုံးတိုက်နေတယ်အဲ့ဒီအတွက်မပါနိုင်ဘူးမင်းတို့ရဲ့အတုံးချခံခြင်းကိုကျော်ကြီးမလုံနိုင်ဘူးရှင်းရှင်းလေးကိုကျော်ကြီးစကားပြောခဲ့တာတွေကဖြစ်ဖြစ်သားသားတွေအကုန်လုံးပြောခဲ့တာမင်းတို့ကိုအချုပ်ချာအာဏာမပေးဘူးမြေမပေးဘူးလို့ပြောပြီးသား1982ဥပဒေအရမင်းတို့ဒီနိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတယ်လို့ပြောပြီးသားမင်းတို့1982ဥပဒေကိုဘယ်သူဖတ်လဲဘာရေးထားလဲမင်းတို့သိလားတောင်ဆန်းစုကြည်ကအဲ့ဥပဒေကိုမဖျက်ရဲဘူးဥပဒေဝင်လက်ထက်ထဲကဆွဲခဲ့တဲ့ဥပဒေဘလောက်ခိုင်မာတဲ့ဥပဒေလဲဆိုတာတိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုကာကွယ်ထားတာနားလည်လားမင်းတို့ငကိုတွေကပြောတယ်အကောင့်တူတွေဆိုကိုကျော်ကြီးကဘန်းပြတယ်ဒီကောင်တွေကမင်းတို့ခေါင်းတွေကိုဇဝေဇဝါဖြစ်ပြီးမင်းတို့စိတ်ကိုနှိုးဆွမှာမင်းတို့လူတပ်ပွဲမဖြစ်ဖြစ်အောင်နှိုးဆွမှာအဲ့တော့မြန်မာပြည်မှာငြိမ်းငြိမ်းချမ်းချမ်းနေနေတဲ့အစ္စလမ်ကြီးဟာလားမြန်မာပြည်ဘွားမြန်မာပြည်နဲ့တသားလေးကြနေတဲ့အစ္စလမ်ကြီးအကြောက်စိတ်တွေဝင်လာလိမ့်မယ်ကြောက်စိတ်တွေဝင်လာရင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာလိမ့်မယ်မင်းတို့ကလက်သီးလက်မောင်းတွေတန်းဓာတ်တွေတွေးနေတယ်ဆိုတဲ့ဟိုကမင်းတို့အသိဉာဏ်မရှိလို့တွေးတာပုံတော့တွေတွေးရတယ်အင်္ဂလန်ကိုတိန်းသွားတာအုံနောက်နဲ့တိန်းသွားတာဓာတ်တွေးပြီးတိန်းသွားတာမဟုတ်ဘူးလူပေါ်တယ်လူတွေကိုချကြွေးလိုက်တာတက်ချင်တဲ့ကောင်လာတက်ဆိုပြီးချကြွေးလိုက်တာတက်တော့ဝိုင်းတက်လို့ရှိရင်တကဘာလုံးပတ်ကုန်တယ်အခုအစ္စရေးဒါပဲလေအစ္စရေးကိုခုမှထိုင်ပြီးအတက်ခံနေတာအတက်ခံနေတဲ့အချိန်ကျတော့မနေ့ကကုလသမဂ္ဂမှာနိုင်ငံတကာကပါလက်စတိုင်းနိုင်ငံကြီးကိုလက်ခံပါတယ်ဆိုပြီးဖြစ်လာကြတယ်အဲ့ဒါပါလေအတက်ခံနေတာချကြွေးနေတာအရေးကြီးတာသူတို့လိုချင်တာအချုပ်ချာနဲ့အာဏာပဲဒါပဲမြေပဲအချုပ်ချာအာဏာနဲ့မြေကိုလိုချင်တာအင်္ဂလန်ကအချုပ်ချာအာဏာနဲ့မြေကျသွားပြီပါကြီးဘာအမျိုးသားကြီးမှမဟုတ်ဘူးအမျိုးသားကြီးတွေဘာဒီအာဝါဒစကားတွေရှောက်ပြောနေတာအဓိကကလူတိုင်းမှာကိလေသာရှိတယ်ငါဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုရှိတယ်ဒါငါအိမ်ဒါငါမိသားစုမင်းမယားကိုအလှပေးပြီးသူများကလည်းအိတ်ခိုင်းလို့မရဘူးဘယ်သူမှမအိတ်ခိုင်းဘူးအချိန်တန်လိုက်ငါမယားငါပြန်သိနေကြတယ်အဲ့ဒီကိလေသာရဲ့သဘောတရားတွေကိုနားလေရတယ်ငါအိမ်ဆိုပြီးတော့ငါအိမ်ငါပိုင်ဆိုင်ထားခြင်းတယ်ဘယ်သူ့ဘုံမှမပေးချင်ငါအိမ်ပေါ်မှာဧည့်သည်ဖြစ်လာနေခွင့်ရှိတယ်အဲ့ဒီဧည့်သည်ကငါအိမ်ပေါ်မှာငါတို့နဲ့အတူဒိုးလူပေါင်းပဲစားကွက်တွေခွဲခြားစားတောက်လို့ရတယ်သူ့ပိုင်ဆိုင်မှုလို့လှုပ်လာတဲ့အချိန်ကျရင်တော့ဒါငါတို့အာဏာလုလာပြီကန်ထုတ်ရတော့မှာဟုတ်လားအတွေးခေါ်တင်းညာအဲ့ဒါတွေကိုတွေးရတယ်ဓာတ်တွေးနေလို့မင်းတို့လူမျိုးရေးလည်းမတိုးတက်လာဘူးနိုင်ငံကြီးလည်းမတိုးတက်လာဘူးဟုတ်လားဘာသာတရားလည်းမတိုးတက်လာဘူးမင်းတို့ဓာတ်တွေးလေသူတို့ကကြိုက်နေပဲအခုမင်းတို့အစ္စလမ်ကြောက်ယောဂထည့်ပေးထားတာမင်းတို့ကယောဂရနေတာအစ္စလမ်ကြောက်ယောဂရနေတာသူတို့ကမင်းတို့ထည့်ပေးထားတာအစ္စလမ်တွေကိုကြောက်အောင်ထည့်ပေးလိုက်တာအဲ့ဒီအချိန်ကျတော့မင်းတို့ကကြောက်ကန်ကန်ပြီးတတ်တာဖြတ်တာတွေလောက်လာတဲ့ခါကျရင်တကဘာလုံးကိုပတ်ငုံလိုက်တယ်ညီရတယ်အာနာရတယ်ဘယ်တော့ပြောစရာကောင်းလဲသူတို့အသက်တွေသေးတာမဟုတ်ဘူးလေငကိုတဲကသေဖို့အတွက်ကိုတခါတည်းငါအောက်မှာလမ်းမန်းသွားတာမွတ်စလင်2ယောက်အခြေတင်စကားများတယ်တယောက်မိဒီစကားမျိုးမပြောသေးဘူးနဲ့တယောက်ကဘာပြောလဲဆိုတော့ငါတို့ကဘာသာရေးအတွက်တယ်အလားအတွက်သေရတာတယ်ငါတို့ကမြတ်တယ်အလားနိုင်ငံကြောက်မှာတယ်တယောက်ကဘာဝင်ပြောလဲဟဲ့အောင်နေမင်းဒီလိုမျိုးမပြောသေးဘူးလေဒီချိန်မှာငါတို့ကတဲ့ဟိုခန်းစစ်နေပဲကစားမှာတိုက်စစ်နေမှာသူတို့ချင်းချင်းကိုပြောနေမင်းတို့ငါအောက်ကမန်းနေဝင်ဖတ်လीဟုတ်လားမင်းတို့ကိုအကောင့်တူတွေနဲ့အာဝါဒစကားလာပြောနေတဲ့ကောင်တွေနဲ့အချိန်ကုန်ခံပြီးစကားပြောနေတယ်ဘမ်းမလိုက်အကောင့်စစ်နဲ့လာပြောရင်အခြေတင်စကားပြောသူတို့ရဲ့အတွေးခေါ်တွေသူတို့ဘာတွေပြောနေတယ်သူတို့စိတ်တွေဘာရှိနေမင်းတို့စာဖတ်သူတို့စိတ်တွေကိုမင်းတို့စာဖတ်ဖတ်ပြီးတာနဲ့သူတို့ဘာလုပ်မယ်ဆိုတာမင်းတို့မြင်လာလိမ့်မယ်အခုချိန်မှာအကုန်လုံးလက်သေးခွက်သွားပြီကိုကျော်ကြီးတခွန်းပဲပြောလိုက်တာအကုန်သိတယ်သူတို့လက်သေးတွေသူတို့ခွက်လိုက်ပြီမင်းတို့သေလေဟုတ်လားမင်းတို့ပညာကောအသိဉာဏ်ကောမရှိတဲ့ခါကျရင်မင်းတို့တိုင်းပြည်ကိုလည်းမကာကွယ်နိုင်ဘူးမင်းတို့လူမျိုးကိုလည်းမကာကွယ်နိုင်ဘူးမင်းတို့ဘာသာကိုလည်းမကာကွယ်နိုင်ဘူးဓာတ်သွေးတယ်ဆိုတော့လူမိုက်တွေတို့ဗမာတွေကဓာတ်သွေးတာမထူဆန်းဘူးအနောက်ကနေဘိန်းမောင်းတီးပေးလိုက်ဘိန်းမောင်းတီးပေးပစိုးကြောင်းကြိုက်ပြီးကျိုးဝိုင်းတွေလက်ခမောင်းခတ်ပြီးဝင်လာတဲ့ကောင်တွေပြီးဂျွန်းပြပြီးတော့အဲ့ဒါထူဆန်းတဲ့ကိစ္စမဟုတ်ဘူးဟုတ်လားမင်းတို့ကိုတိုင်းပြည်ကိုခုံးတိုက်နေတဲ့ကောင်တွေကိုမင်းတို့မြင်အောင်ကြည့်တာဆိုတာအလကားပြောတာမဟုတ်ဘူးမြန်မာအချင်းချင်းတတ်ဖို့အတွက်အနောက်တိုင်းမှာသွားပြီးတော့ခွက်ခောက်ပြီးတောင်းစားနေတဲ့ဒီတဒေါင်းသားအုပ်စုကမင်းတို့မြန်မာအချင်းချင်းတတ်ဖို့မြောက်ပေးနေတဲ့အချိန်မှာတိုင်းပြည်ကနေပြီးတော့ဒီကောင်တွေကနိုင်ငံသားမဟုတ်ဘူးလို့ပယ်ဖြတ်လိုက်လို့ရတယ်ပယ်ဖြတ်လိုက်ပြီအဲ့ဒီလိုပဲ
ငါတို့ကတနာလို့ငါတို့နိုင်ငံသားမှတ်ပုံတွေပေးထားပြီးတော့မလေးရောက်နေတဲ့ဒီရေမျောကန်းတွေကငါတို့တိုင်းပြည်ကိုဖျက်နေပြီဆိုအဲ့ဒီကောင်တွေရဲ့မှတ်ပုံတွေနဲ့အဲ့ဒီကောင်တွေရဲ့ passport တွေငါတို့ဖျက်ပစ်လိုက်လို့ရတယ်မင်းတို့နားလေလားအဲ့တော့အုံတော့မရှိဘဲနဲ့ငါ့ကိုလာပြီးတော့မင်းတို့လာပြီးတော့ပြောနေတာထားလိုက်ပါတော့မင်းတို့တွေအချုပ်ချာအာဏာဆိုတာလေငါတို့ပြည်သူလူထုရှာစဉ်းသက်တာနိုင်ငံရေးအာဏာအားသူတို့ရှိတာလွတ်တော်ထဲမှာအဲ့ဒီနိုင်ငံရေးအာဏာလုပ်နေတဲ့ကောင်တွေငါတို့ပြည်သူလူထုကခိုင်းစားလို့ရတယ်ကြောက်လွတ်တော်မှန်ငါတို့ကပြန်တိုင်းပြည်တွေဓာလိုချင်တယ်မင်းလွတ်တော်မှာငါတို့ပြည်သူအတန်ကိုလွတ်တော်တန်ဖြစ်အောင်မင်းတို့ခိုင်းစားလို့ရတယ်နိုင်ငံရေးသမားဆိုတာကငါတို့ခိုင်းပတ်တယ်ငါတို့ကိုးကွယ်ရမယ့်ကောင်တွေမဟုတ်ဘူးမင်းတို့ရဲ့ဆက်ရတွေမဟုတ်ဘူးနားတယ်လားမင်းတို့ကနိုင်ငံရေးခိုင်းပတ်ဖြစ်နေတယ်မင်းတို့ခွေးဖြစ်ကြုံဖြစ်နေတာနိုင်ငံရေးသမားကိုးကွယ်စရာမဟုတ်ဘူးမင်းတို့ဒီလူမျိုးစုတေးတလေးတွေတောင်မှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာသူများလူမျိုးကလာပြီးကျူးကျော်စော်ခိုင်းမင်းတို့အခုအချင်းချင်းတက်နေကြတာကိုနဲ့တိုင်းရင်းသားတစ်ခုတည်းတောင်မှလာပြီးကျူးကျော်လို့မရဘူးဆိုတော့မင်းတို့စိတ်ရှိနေလို့ရှိရင်ငါတို့တိုင်းပြည်ဆိုတဲ့မြန်မာပြည်ရဲ့အဝန်းအဝိုင်းတစ်ခုကိုဘာသာကြားလူမျိုးကြားကအုပ်ချုပ်မှာမင်းတို့ကြိုက်ပါလားဟုတ်မင်းတို့စဉ်းစားလေမကြိုက်ရင်အဲ့ဒီဥပဒေကိုလွတ်တော်ထဲမှာအတီးတူးနိုင်အောင်ငါတို့ကပြောရမှာလွတ်တော်အမတ်နေရာမှာတိုင်းရင်းသားမဟုတ်ရင်မထားနဲ့ဆိုတဲ့စကားမျိုးကိုအဲ့ဒီဥပဒေကိုပြဋ္ဌာန်းဖို့တော့ငါတို့ကပြောရမှာငါတို့ရဲ့အချုပ်ချာအာဏာတွေအစိုးရရဲ့အာဏာပိုင်အရာရှိတွေမှာငါတို့လူမျိုးမဟုတ်တဲ့ငါတို့တိုင်းရင်းသားမဟုတ်တဲ့လူတွေကိုမထားနဲ့လို့ငါတို့ဥပဒေပြဋ္ဌာန်းမှုငါတို့ကပြောရမှာအဲ့ဒါငါတို့ရဲ့အချုပ်ချာအာဏာငါတို့ပြည်သူတွေပိုင်နေငါတို့မှမဲတပြားပိုင်နေအဲ့ဒီလိုပြောပိုင်ခွင့်အာဏာငါတို့မှရှိတယ်နိုင်ငံရေးအာဏာကသူတို့လို့မင်းတို့အဲ့လိုကွဲချမ်းသိအောင်လုပ်ရမှာဟုတ်လားသူတို့ကရင်းနှီးမြုံနှံတယ်သူတို့ကစပြီးတင်လိုက်ခဲ့ရဥပဒေကြီးအင်္ဂလန်မှာရှာရှီရဲ့လောကိုပြဋ္ဌာန်းမှာဆိုသူတို့မှဥပဒေတွေရှိပြီးသားအဲ့ဒါတွေသူတို့ကောင်းကောင်းကျွမ်းကျင်တယ်လူပေါ်တယ်ပုံတော့တော့ငါတို့အချုပ်ချာအာဏာလက်ရှိငါတို့ပိုင်ဆိုင်ထားတာငါတို့မလွတ်သွားဘူးအဲ့ဒီအတွက်ထောင်လာတဲ့ခေါင်းကဘယ်နေအောင်နေရမလဲဘယ်ခေါင်းကိုနေရမလဲဘယ်ခေါင်းကိုနေရမလဲဆိုတော့ပုံတော့နဲ့လှုပ်လို့ဟုတ်လား